လာတော့ကလည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ထီပြန်သွားတော့လည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ထီလာပြီးတော့နာမသွားသေးခင်မသေးသေးခင်ချိန်လေးတွင်မှဝေကျင်ရှက်နွယ်နောင်ညို့တွေကြပြုံးရဲမဲ့ကိုချမုံပူကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကံကြိုးဆုံးခဲ့ကံကုန်မိုးချုပ်လက်တွဲဖြုတ်လျင်တုတ်တုတ်စောလင်ခရီးနှင်းသည်တို့တဲ့တွေဧည့်သည်ကြီးပါတကားလောကကြီးသည်ဇယနဲ့တူတယ်လူလောကကြီးသည်သစ်ပင်နဲ့တူတယ်ဟောဒီလူလောကတည်းဟူသောဇယသစ်ပင်ကြီးမှာတာရဲ့သမီးရဲ့ဇနီးမယားရဲ့နဲ့ဘုန်းကြီးတို့ပြည့်သားပေါင်းသူတော်ကောင်းတို့လာပြီးတော့ခရီးသွားတဲ့ပုဂ္ဂိုလ်တွေခဏတာဆုံကြတာတဲ့အချိန်တန်ကြာရင်ကိုလမ်းကိုပြန်ရမယ်ချိန်တန်ကြာရင်ပါတယ်လေချိန်တန်ကြာရင်ကိုလမ်းကိုပြန်ရမယ်ကိုထုတ်ကိုပိုက်ပြီးတော့ဟောဒီလူလောကဇယံကြီးဘောကနေပြီးတော့တယောက်ထဲသွားရမယ်တဲ့ဒါကြောင့်လာတော့ကလည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးတဲ့ပါသလားလာတော့ကလည်းတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ထီပြန်သွားတော့လဲတယောက်ထဲတော့ပြန်သွားတော့လဲတယောက်ထဲတော့လက်တွဲခေါ်ကဖော်မပါဘူးဥစ္စာချင်းနီငါတယောက်ထီလာပြီးတော့နာလူစရပေါ်မှာလာပြီးတော့အလုံးအတူတကွပေါင်းဆုံးပြီးတော့ခိတ္တခန္ဓာတာလေးနားနေတာဘလောက်ကြာလဲနှစ်ပေါင်း20အစိတ်30ပေါ့အများဆုံးလာပြီးတော့နာမသွားသေးခင်မသေးသေးခင်ချိန်လေးတွင်မှဝင်ကျဲရှဲလွယ်နောင်ကျိုးတွေကြပြုံးရမဲကိုချင်မုန်းပူကြမလိုဒေါသလိုလောဘနဲ့ဘဝရိပ်မြုံကာကြိုးစုံခဲ့ကံကုန်မိုးချုပ်လက်တွဲဖြုတ်လျင်တုတ်တုတ်စောလျင်ခရီးနှင်းသည်တို့တဲ့တွေဧည့်သည်တွေကြီးပါတကားလို့ဒီဇယကြီးဘောကတနေ့နေ့တစ်ချိန်ချိန်မှာအလုံးဆင်းသွားရမယ်လို့တန်ဝေကယူဘာလို့ရမလဲဘယ်နေ့ဘယ်ချိန်မှာဒီလူလောကဇယကြီးဘောကဆင်းသွားရမယ်ဆိုတာဘယ်သူသိတယ်လဲဒါကြောင့်ဇီဝိတံဗျာတိကာလောစတေဟနေခေပနံကတိပေစေတိဇီဝလောကသမိအာနိမိတ်ဒါနနာရယေဇီဝိတံဤမြတ်နေရဲ့ငါအသက်သည်မပြည့်မြဲတည်ရှည်လိမ့်မည်ဟူ၍၎င်းဗျာတိစာရုပ်စွာမြတ်စွာဤအနာနှင့်ငါမှမြဲတည်သေးလိမ့်မည်ဟူ၍၎င်းကာလောစာနေမှညာမှဤချိန်ခါနဲ့ငါမှမြဲတည်သေးလိမ့်မည်ဟူ၍၎င်းတရားနေခေပနံဤမထုံမှငါခန္ဓာကိုသေကမြဲတည်မြုပ်ရမည်ဟူ၍၎င်းဂတိဇလူရွာနတ်ရွာငါသေးခါ၌မြဲစွာတည်လာရမည်ဟူ၍၎င်းဧတိပင်ဥစဤငါခုအကြောင်းစုတို့ကိုဇီဝလောကသမေသက်နှင့်ဒီအပြည်ပြည်၌အနိမိတ်တာတိုင်းထွာပိုင်းဖြတ်သမိုင်းက၍မအမနှင့်အမှကင်းခြင်းကြောင့်နာနာရေအခြေမိမိပုံသေးရှိ၍မသိမမြင်နိုင်ပဲရှိ၍နေကြလေကုန်မည်တကား